တယ်ကန်ပြီးတော့မှဒီပေါ်လေးမှာအသာလေးပဲလက်ကလေးကိုဥကောင်းပေါ်နော်ဒီဟာကိုဥကောင်းလို့ပေါ်ထားမယ်လက်ကြီးကိုဖိပြီးလည်းမတင်ဘူးလက်ကြီးကိုဆုပ်ပြီးလည်းမတင်ဘူးအသာလေးပူပါလေးနဲ့ဥကောင်းလေးအသာလေးတင်ထားမယ်ပြီးတော့နော်အဲ့တုံးချက်ပဲလုပ်မယ်နော်ဒါပါဒီမှာအော်ဒီညာကြီးမှာဘယ်လိုပြင်ရှင်းရမလဲနော်ဒီတော့ကတခါလေးရက်သွားနော်ဒီတော့ကိုဒီနေ့ရတယ်မလားနော်ဒီတော့ကိုလည်းဒီနေရာအမှန်လေးနဲ့တခါလေးထောက်သွားဒီတော့ကိုပြင်ဒီတော့ကိုတခါလေးပြင်လက်လေးတော့ကိုပဲဒီတော့နောက်ဆုံးအေးဟိုဘက်ကျတော့ဒီဟိုဟာဒီနေ့နောက်ဆုံးဟုတ်ဒီတော့ကတခါလေးရက်သွားနော်ဒီတော့ကိုဒီနေ့ရတယ်မလားနော်ဒီတော့ကိုလည်းဒီနေရာအမှန်လေးနဲ့တခါလေးထောက်သွားဒီတော့ကိုပြင်ဒီတော့ကိုတခါလေးပြင်လက်လေးတော့ကိုပဲဒီတော့နောက်ဆုံးအေးဟိုဘက်ကျတော့ဒီဟိုဟာဒီနေ့နောက်ဆုံးဟုတ်ခိုင်းတခါလေးအိတ်ဆိုဒီတော့ဝတ်ခါလေးပြင်တော့ရှိတော့အဘက်တော့နောင်နေတော့နော်စကားရအောင်ပါဒီတခါလေးဒီအောက်ကြီးရမှာခါလေးဒီဘက်ဒီခါလေးတော့ကြပါခါလေးပုံစံခဏပုံလေးနောက်ဆုံးတဲ့နောက်ဆုံးပုံဒီပုံလေးဒီကိုပြန်ခံအဲ့မဲ့အေးအဲ့လိုဒီအပွေးတိုင်းလေးပဲအပေါ်ကိုပွေးပြီးပြန်ပြန်သွားမယ်နော်ရတော့ခါတော့မယ်နော်ရတော့ခါတော့ခါတော့မယ်လက်ကြည့်ရင်စီးစီးနေနေရလို့ကန်တော့ပြောမှာအေးဟုတ်တယ်နော်ဘာလို့ဆက်မကိုင်လဲနော်